ဦးစားမယ်မခေါ်တော့လဲသူရောက်လာတယ်မနေတော့လဲသူထွက်ခွာပြန်တယ်မြေတန်းနဲ့အတူသွားပါလို့ဖြစ်ပါလေဒီစကားကြောင့်ရဲ့ဦးစားကိုဆောင်ချုံမောင်ရုံအောင်ပြောတတ်တယ်မောင်မခေါ်ရင်တော့ခွေမောင်မြတ်တာရောပြန်ပေးတော့ခွေ